ก็ได้นะอืมก็ได้ไปไหนก็ได้อะไรก็ได้ကြားဘူးတယ်မလားဒီစကားလုံးလေးလေก็ได้ဆိုတဲ့စကားလုံးတော်ပါသေးပဲလဲဆိုတော့မြန်မာလိုဆိုရင်လဲရတယ်ပေါ့ဒါရဲ့ပြန်မယ်ဆိုတော့ဒါကရတာကိုပြောတာဟုတ်ကော့ကကျတော့လဲပဲအဲ့တော့ก็ได้ဆိုတော့လဲရတယ်ဒါပေမဲ့ခြေတို့ဝါကြမှာဆိုရင်ก็ได้ရတယ်အမျိုးပြောတာပေါ့อะไรก็ได้คือแบบဘာဖြစ်ဖြစ်ရတယ်တကယ်ချင်းနဲ့ကိုကမဟုတ်တော့စားမယ်အဲ့ဆိုရင်ကော်မယူတက်တော့တည်ရမလားကိုရီခေါင်းထဲမှာစားချင်တာလေးအမ်းများတယ်ဟိုတယောက်ကကျတင်ပေါ်ထောင်းစားမယ်ဟိုတယောက်ကကျတော့ရှာဘူးတော့စားမယ်ဟိုတယောက်ကကျတော့မူကထားတော့စားမယ်ဆိုရင်ก็ได้ရတယ်อะไรก็ได้ဘာဖြစ်ဖြစ်ရတယ်ဘာစားရတယ်အဲ့လိုမျိုးဆိုရင်ก็ได้လို့သုံးလို့ရဒါမှမဟုတ်လို့ရှိရင်လည်းဘဒူဖြစ်ဖြစ်ရတယ်ไข่ก็ได้ဒါမှမဟုတ်ရင်ဘယ်နာဖြစ်ဖြစ်ရတယ်ဘယ်နေရာဖြစ်ဖြစ်ရတယ်ဒီလိုသွားရှင်နေသွားငါလိုက်ခဲ့မယ်အဲ့လိုဆိုရင်ที่ไหนก็ได้အဲ့လိုမျိုးလေးသုံးလို့ရတယ်นะคะ